Hello မင်္ဂလာပါအခုကကြတော့ညီတို့သတင်းကြိုမရောက်ခင်ပေါ့နော်သတင်းကြိုအထူးကြီးလေးနဲ့ပေးထားတဲ့အမီလာပြီးတော့ပြောပေးတာပဲဖြစ်ပါတယ်သတင်းကြိုအထူးကြီးအမီတင်တဲ့အဖို့လာပြီးတော့ remind လောက်တာပြီးတော့ပုံမှန်ဆိုရင်ညီတို့၄သိန်းအထက်မှာရှိနေတဲ့ဥစ္စာလေးတွေကိုအခုအပ်မယ်ဆိုရင်3သိန်းခွဲ2သိန်းလေးနဲ့ညီတို့တင်နန်းနှစ်ခုကိုရသွားမှာပဲဖြစ်ပါတယ်ဒါလေးတွေကိုညီအသေးစိတ်လေးတစ်ချက်ပြောပြပေးပါမယ်အဲ့ဟာလေးတွေကဘာလေးလဲဆိုတော့ဒီမှာCYA Professional Learning Center ကနေထပ်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါလေးကတော့သတင်းကြွမှာဆိုရင်ညီတို့တင်နန်းကြီး၄သိန်းရှိတဲ့တင်နန်းကိုအခုအပ်မယ်ဆိုရင်တင်နန်းကြီး3သိန်းနဲ့ရမှာပဲဖြစ်ပါတယ်ဒါလေးကဘာလေးလဲဆိုတော့ညီတို့ intuition class လေးပဲဖြစ်ပါတယ် intuition class ဆိုတာလေးကိုတစ်ချက်ပြောပြပေးပါမယ် intuition class ဆိုတာဟာညီတို့ရဲ့ခန္ဓာကိုယ်ထဲမှာ intuition ဆိုတာလူသိတဲ့စိတ်ကရှိပြီးသားပဲသို့တော့ညီတို့အချိန်ကာလတွေပြောင်းလဲသွားတာနဲ့အများညီတို့ရဲ့ intuition လေးကသုံးဖြစ်တဲ့သူတွေလည်းရှိရယ်မသုံးတဲ့သူတွေလည်းရှိရယ်ပေါ့နော်ကိုကအဲ့ intuition လေးကိုပြန်ပြီးတော့ခါကြတော့ awakening ဖြစ်အောင်ပြန်လုပ်မယ် developing ဖြစ်အောင်ပြန်လုပ်တဲ့ခါမှာဆိုရင်ညီတို့ရဲ့ intuition လေးကကောင်းလာတဲ့ခါမှာညီတို့ရဲ့ဘဝတွေကိုတောင်းတနေရာကနေအထောက်ပံ့နေအများကြီးရလာမှာပဲဖြစ်ပါတယ်ဒီတင်နန်းလေးရဲ့အသေးစိတ်ကိုတော့ညီတို့တင်နန်းရဲ့ class ထဲမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ဒီထဲကလူတွေတက်မဲ့ဆိုရင်တော့တေးကြတယ်ညီတို့တင်နန်းကတော့တစ်ခုအဲ့ရင်နောက်ထပ်တစ်ခုပါပြန်ပြီးတော့ကိုလေးလာကွင်းရမှာပဲဖြစ်ပါတယ်ဒါလေးကတော့9ရက်10လပိုင်း2025အတွင်းဒီ promotion လေးကတော့နောက်ဆုံးဖြစ်ပါတယ်ဒီ promotion လေးဆိုတာ promotion ဆိုတာအထက်အဓိကတော့သတင်းကြိုလက်ဆောင်ပေါ့နော်သတင်းကြိုလက်ဆောင်မှာဒီတင်နန်းကြီးလေးနဲ့အဲ့လိုရပါမယ်ဆိုတာလေးကိုထပ်လောင်းပြီးတော့ remind လုပ်ပေးရခြင်းဖြစ်ပါတယ် okay အဲ့ဟာပြီးတော့နောက်ထပ်ပါရှိသေးလဲဆိုတော့နောက်ထပ်ပါလေးလဲဆိုတော့ညီတို့တင်နန်းကြီးပုံမှန်ကတော့4သိန်းကိုအခုအပ်မယ်ဆိုရင်ညီတို့တင်နန်းကြီး2သိန်းနဲ့ပေးထားပါတယ်အဲ့ဟာလေးကတော့ overall class တွေပဲဖြစ်ပါတယ် overall class ကို2024 version အပ်ရင်2023 version လေးပါလေးလာခွန်ရှာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ညီတို့ဝါနာရှင်တွေအတွက်အထူးကိုတင့်လျော်တဲ့တင်နန်းလေးဆိုတာလည်းမမှားပါဘူးဘာကြောင့်လဲဆိုရင်ညီတို့ overall 88ကက်လုံးကိုခြုံသိတဲ့အပြင်မှာညီတို့ကက်ရဲ့နမိတ်ကိုကြည့်လိုက်တာနဲ့ဒီဥမာညီတို့ကက်နမိတ်ကိုမကြည့်ခင်ကက်ရဲ့သဘောတဘာဝလေးတွေနဲ့မိညမ်းပြီးတော့ခါကြတော့အဲ့လူရဲ့စိတ်နေစိတ်ထားလေးရကစားညီတို့သိသွားမှာပဲဖြစ်ပါတယ်ဒါကညီတို့ကက်တီရဲ့သဘောတဘာဝရဲ့ဒီထဲမှာလေ့လာစရာရှိလာလေးတွေနဲ့ဆက်ပြီးတော့လေ့လာရမယ်တင်နန်းလေးတွေကတစ်ခုပဲဖြစ်ပါတယ်โอเคအဲ့ပြီးတော့နောက်တင်နန်းလေးကဘာလေးလဲဆိုတော့number energy ပဲဖြစ်ပါတယ်ညင်တို့ဒီဟာလေးကိုအနေနဲ့အသုံးပြုတတ်မယ်ဆိုရင်တကယ်ကိုအကျိုးများတဲ့ထဲကတစ်ခုပဲဖြစ်သိန်းကိုအခုအမှတ်ဆိုရင်3သိန်းခွဲနဲ့ရပါမယ်ဒါလေးကတော့သတင်းကျွအထူးပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝထဲမှာအသုံးပြုခြင်းအပြင်ညင်တို့ဘဝတွေကိုလှုပ်တဲ့အခါမှာဆိုရင် masculine energy နဲ့မဟုတ်ဘဲနဲ့ feminine energy နဲ့ကိုတက်တာလေးနဲ့အလွယ်တကူကိုလှုပ်တဲ့ခါတွေမှာအလုံးလှုပ်တဲ့ခါတွေမှာပို့ပြီးတော့ရှေ့ပို့ရောက်နိုင်တယ်ဒါတကွကြတော့ညီတို့အချိန်တွေပို့ထွက်လာမယ်ဒါလေးတွေကကစားပေါ့နော်ဒီမှာဆိုရင်နံပါတ်ရဲ့ energy ကိုလေ့လာရမှာပဲဖြစ်ပြီးတော့တင်နန်းကြီးတစ်ခုအရင်ညီတို့တင်နန်း၄ခုအသေးလေး၄ခုပါထပ်ပြီးတော့လေးလာကွန်ရှာမှာပဲဖြစ်ပါတယ်ဒီဟာလေးကလည်း9ရက်10လ2025အတော်တွင်းလေးပဲဖြစ်ပါတယ်เนาะโอเคအဲဆိုရင်နောက်ထပ်တစ်ခုလေးကိုထပ်ပြီးတော့သွားပါမယ်ဒါလေးကတော့ညီတို့ abundant energy gap ပေါ့နော် abundant energy gap ကိုမှညီတို့နောက်ထပ် upgrade version လေးနဲ့သွားမှာပဲဖြစ်ပါတယ်2024 version ကို edit သူတွေက2023 version ပါလေးလာကွန်ရမှာပဲဖြစ်ပါတယ်တင်နန်းကြီးက4သိန်းအခုအမှတ်ဆိုရင်2သိန်းနဲ့ရပါမယ်ညီတို့တင်နန်းကတစ်ခုအရင်နောက်တစ်ခုပါထပ်ပြီးတော့ရတဲ့အပြင်ကိုမှ9ရက်10လ2025အတော်တွင်းကိုအမှတ်ဆိုရင်အထူးကြီးနဲ့ပေးထားပါတယ်ဆို
ဆိုတာလေးကိုပြောကြရင်သတင်းကျွတ်လက်ဆောင်လေးတွေ upgrade version နေနဲ့2026မှာဆိုရင်ကိုရီရဲ့ professional line မှာဘလို့ apply အသုံးပြုမလဲဘယ်ဟာလေးတွေကတော့ဘလို့အကျိုးရှိရဲဆိုတာလေးကစပြောပေးပါမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာ investment လုပ်ထားရဲဆိုရင်တော့2026မှာလုံးဝကိုအဆင်ပြေဆုံးပဲဖြစ်ပါမယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်ဟုတ်ကျေးဇူးပါ